Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အာလူငါးထမင်းနဲ့ရှမ်းဆက်စာလေးလုပ်ပြမှာဖြစ်ပါတယ်အိမ်ကိုလည်းအလွမ်းပြည့်စရာပေါ့နော်ပထမဦးဆုံးခရမ်းရှင်သီးလေးတွေပြုတ်ပြီးတော့ပန်တီဖြုတ်ပေးမယ်အာလူလေးတွေပြုတ်ထားလိုက်မယ်လိုတလောက်လေးကိုပြီးထရင်ငတ်ခုကိုသုံးထားပါတယ်ဒီမှာတော့ငတ်ခုကိုစစ်မွေးလေးတက်ပေးထားလိုက်မယ်ပြီးရင်အသင့်စားဖို့ဂျမြင့်လေးတွေကိုလည်းတန့်စင်စွာဆေးကြောပေးထားလိုက်မယ်ပြီးရင်တော့ဒါငါးထမင်းနဲ့လှုပ်ရှားဖို့အကုန်လုံးready ဖြစ်ပြီပေါ့နော်ပြီးကြရင်တော့ထမင်းပကံလေးထဲကိုထမင်းဖြူလေးထည့်မယ်ထမင်းဖြူလေးထည့်ပြီးတော့ဒီပါဝင်ပစ္စည်းဖြစ်တဲ့အာလူပြုတ်ထားတာလေးရဲ့ခရမ်းချင်တီအနှစ်လေးပန်ထရီဖြောထားတာလေးရဲ့ငါးစင်ငွေသက်ထားတာလေးတွေကိုရောသမျှမွေပြီးတော့အရသာဝင်အောင်နေပေးလိုက်မယ်စားလေးပါနည်းနည်းလေးထပ်ထည့်ပေးလိုက်မယ်အရသာပိုရှိသွားအောင်လို့ပါအဲ့လိုမျိုးရောသမျှအကုန်လုံးအရသာဝင်အောင်နေပြီးသွားတဲ့အခါမှာဆိုရင်တော့ဒါကတော့အရသာရှိတဲ့အာလူငါးထမင်းနဲ့လေးရပါပြီအိမ်ကိုလည်းအလွမ်းပြေစီမှာပါစားလိုက်ရင်တော့အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်